ရမယ်ရွှေမျိုးတွေလည်းစုံကြတယ်မလေးရှင်ကိုပြန်လာပြီ ညီမလေးလာပြီဟာကိုဒီနေ့လောက်ကပြန်လာတာစောလာပြီလားဟုတ်တယ်ညီမလေးရဲ့ဒီနေ့ကိုတို့တတိမွေးနေမှာလို့အစိုးပြန်လာလိုက်တာတော့တတ်မှာတွေ့လို့